မင်္ဂလာပါတီးဖြစ်ပါတယ်စာချုပ်ဆိုတာလူနှစ်ယောက်ဒါမှမဟုတ်အဖွဲ့အစည်းနှစ်ခုကြားမှာရှိတဲ့သဘောတူထားတဲ့အချက်တွေကိုတရားဝင်မှတ်တမ်းတင်ထားတာပဲဖြစ်ပါတယ်အထူးသဖြင့်အိမ်ချမ်းမြေလုပ်ငန်းမှာဆိုလို့ရှိရင်တော့ဒီစာချုပ်တွေကအရန်ကိုမှအရေးပါလာပါတယ်စာချုပ်ချုပ်ဆိုသူများရဲ့အချက်အလက်ရောင်းသူနဲ့ဝယ်သူရဲ့နာမည်မှတ်ပုံတင်နံပါတ်လိပ်စာစတဲ့အချက်အလက်တွေကလည်းအပြည့်အစုံပါဝင်ရပါမယ်ရောင်းဝယ်မဲ့အိမ်ချမ်းမြေရဲ့အချက်အလက်ဘယ်အိမ်ချမ်းမြေကိုရောင်းဝယ်မယ်ဆိုတာကလည်းရှင်းရှင်းလင်းလင်းနဲ့ဖော်ပြထားပေးရပါမယ်ဥပမာမြေကွက်အမှတ်အိမ်အမှတ်လမ်းအမည်မြို့နယ်အမည်ပြီးတော့ area အကျယ်ဝန်းစတာတွေပဲဖြစ်ပါတယ်။ရောင်းဝယ်မဲ့တန်မိုးအိမ်ချမ်းမြေရဲ့တန်မိုးကိုဘလောက်နဲ့သဘောတူညီထားတယ်ဆိုတာကလည်းရေးသားထားပေးရပါမယ်။ဒါအပြင်ဘလို့ပေးချေရမယ်ဆိုတဲ့နီးလန်းတွေငွေချေရမယ့်ရက်စွဲနဲ့အရေးကြပေးချေမယ့်အစီအစဉ်တွေကလည်းပါဝင်ရမှာပဲဖြစ်ပါတယ်။စာချုပ်ဆိုတာအိမ်တလုံးကိုဝယ်တာပဲဖြစ်ဖြစ်ရောင်းတာပဲဖြစ်ဖြစ်တာဝန်နဲ့အခွင့်အရေးတွေကိုဥပဒေကကာကွယ်ပေးထားတဲ့စာရွက်စာတမ်းတစ်ခုပါအထူးသဖြင့်အိမ်ချမ်းမြေစာချုပ်မှာဆိုလို့ရှိရင်တော့ဒီအချက်လေးတွေကမပါမဖြစ်ပါဝင်ရပါမယ်အယောင်းဝယ်ဂတိကဝတ်ရောင်းသူနဲ့ဝယ်သူနှစ်ဦးရဲ့ဂတိကဝတ်တွေသဘောတူညီချက်တွေကိုရှင်းလင်းစွာနဲ့ဖော်ပြထားပေးရပါမယ်။ဥပမာရောင်းသူကအိမ်ကိုဘယ်အချိန်မှလွှဲပြောင်းပေးရမယ်။ဝယ်သူကဘယ်အချိန်မှငွေကြေးချေပေးရမယ်ဆိုတာမျိုးတွေပဲဖြစ်ပါတယ်။စာချုပ်ချုပ်ဆိုသူနှစ်ဦးစလုံးကတက်သေးရှေ့မှောက်မှာလက်မှတ်ထိုးပေးရပါမယ်။လက်မှတ်အပြင်လက်ဖွေနဲ့တက်သေးခံလက်မှတ်တွေကိုပါထည့်သွင်းပြီးတော့ရေးထိုးရမှာပဲဖြစ်ပါတယ်။တစုံတရာအကြောင်းကြောင့်စာချုပ်ကိုဖျက်သိမ်းခဲ့မယ်ဆိုလို့ရှိရင်ဘလို့အခြေအနေမျိုးမှာဖျက်သိမ်းနိုင်တယ်လဲအပြစ်ရှိတဲ့သူကဘလို့နစ်နာကြေးပေးရမယ်ဆိုတဲ့အချက်တွေကလည်းပါဝင်ပါတယ်။ဘာကြောင့်စာချုပ်ချုပ်ဆိုတင်တာလဲအင်ဂျင်မီရောင်းဝယ်တာကငွေကြေးပမာဏများတာဖြစ်တဲ့အတွက်နှုတ်ကတိနဲ့စာချုပ်မချုပ်ဆိုတင်ပါဘူးစာချုပ်ချုပ်ဆိုခြင်းအပြင်လုံခြုံစိတ်ချရပြီးတော့ရောင်းသူနဲ့ဝယ်သူနှစ်ဦးနှစ်ဖက်စလုံးရဲ့ဥပဒေရေးရာအကာအကွယ်ရရှိစေပါတယ်အငင်းပွားမှုမဖြစ်အောင်နောက်တစ်ချိန်မှာစကားအခြေတင်ဖြစ်လာခဲ့လို့ရှိရင်လည်းဒီစာချုပ်ကိုကားပြီးတော့ဖြည့်ရှင်းပေးနိုင်ပါတယ်တရားဝင်ခိုင်မာမှုရှိတာဖြစ်တဲ့အတွက်စာချုပ်ကတရားဥပဒေအရအကျုံးဝင်ပြီးတော့လိုအပ်လာတဲ့အခါတရားရုံးမှာတက်တဲ့အဖြစ်နဲ့အသုံးပြုနိုင်ပါတယ်အချုပ်အဖြစ်ပြောရမယ်ဆိုလို့ရှိရင်အိမ်ချမ်းမြေဝယ်တာရောင်းတာစတဲ့လုပ်ငန်းတွေမှာစာချုပ်ကအရေးကြီးဆုံးအခန်းကဏ္ဍကနေပါဝင်နေပါတယ်။ဒါကြောင့်စာချုပ်တစ်ခုကိုမချုပ်ခင်မှာအချက်လက်အားလုံးကိုတေချာဖတ်ပြီးတော့နားလည်အောင်လုပ်ဖို့အကြံပြုချင်ပါတယ်။